ကိုရီးယားနိုင်ငံရဲ့လူမရှိတဲ့ဆိုင်တွေကဘယ်လိုမျိုးလဲတစ်ကိုရီးယားမှာအခုနောက်ပိုင်းနေရာတိုင်းမှာမူဂျန်လို့ရေးထားတဲ့ဆိုင်တွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီဆိုင်တွေမှာအယောင်ဝန်ထမ်းလုံးဝမရှိပါဘူးဆိုင်ရှင်ကမနက်ပိုင်းမှာပစ္စည်းလာဖြည့်ပြီးရင်ကျန်တဲ့အချိန်တွေမှာဆိုင်ကိုဒီတိုင်းပြစ်ထားတာပါဝယ်သူကကိုယ်တိုင်ဝင်ကိုယ်တိုင်ရွေးကိုယ်တိုင်ငွေရှင်းရတဲ့စနစ်ဖြစ်ပါတယ်နဲ့ဘာတွေရောင်းတယ်လဲအရင်ကအအေးနဲ့မုံလောက်ပဲရောင်းပေးတယ်အခုတော့အမျိုးအစားစုံလင်လာပါပြီရေခဲမုတ်ဆိုင်ညာဒါကအတုံးအများဆုံးပါရေခဲမုတ်အမျိုးပုံရာနဲ့ချီရှိပြီးဈေးနှုန်းလည်းတက်တာပါတယ်အမန်ကာဖီကော်ဖီဖြိုဆက်ကြီးတွေပဲရှိပြီးကိုယ်တိုင်ခလုတ်နှိကကော်ဖီဖြိုတောက်ရပါတယ်ဆိုင်ထဲမှာထိုင်စရာနေရာတွေပါရှိတတ်ပါတယ်အဝတ်လျှော်ဆိုင်ညာကွိုင်းလုံးအဝတ်လျှော်အချောက်ခံတာကိုဆက်နဲ့ကိုယ်တိုင်လုပ်ရတာပါအိမ်မွေးတရိတ်ဆန်ပစ္စည်းဆိုင်ညာခွေးစာကြောင်စာနဲ့ကစားစရာတွေကို24နာရီဝယ်လို့ရပါတယ်မီဝကစ်ဆိုင်ညာဟင်းချက်ကိုအသိပြင်ထားတဲ့အထုပ်တွေကိုရေခဲတီတာတွေကနေရွေးဝယ်ရပါတယ်တော့ငွေဘယ်လိုရှင်းတယ်ဆိုင်တိုင်းမှာ kiosk လို့ခေါ်တဲ့ငွေရှင်းစက်ကြီးတွေရှိပါတယ်ပစ္စည်းရဲ့ဘာကုတ်ကိုစက်မှာပြလိုက်ဈေးနှုန်းတက်လာပါတယ်ပြီးရင် credit card ဒါမှမဟုတ်ဖုန်းတွေက Samsung Pay စတာတွေနဲ့ကပ်ပြီးငွေပေးချင်